ဒါတွေကိုလက်မခံနိုင်ရင်နိုင်ငံခြားကိုလုံးဝခရီးမထွက်ပါနဲ့ထိုင်းရောက်မှလိမ်မျိုးစားအမျိုးမျိုးရှိတာသိရတယ်ဂျပန်ရောက်တော့ဒီကဝန်ဆောင်မှုလုပ်ငန်းတွေကတစ်ကမ္ဘာလုံးမှာအံ့ဩစရာအကောင်းဆုံးဆိုတာသိသွားတယ်နီပေါရောက်မှဒီကအမျိုးသမီးတွေတစ်သက်မှာ၃ချိန်လက်ထက်ရမှန်းသိရတယ်ဟာဝိုင်အီရောက်မှအမျိုးသမီးတွေဘရာစီယာဝစ်စရာမလိုတာသိရတယ်ဂျာမနီရောက်တော့အပိုအလုတ်စင်းတာဥပဒေနဲ့မညီမှန်းလူအများစုကလစာပါတဲ့နှစ်စဉ်ခွင့်ရက်30ရမှန်းသိသွားတယ်နယူးဇီလန်ရောက်မှဒီမှာမွေတကောင်မှမရှိတာသိရတယ်ပြီးတော့တိုးအရေအတွက်ကလူထက်အစ20တောင်ပိုများနေတယ်ပြင်သစ်ရောက်တော့ဇူလိုင်ဩဂုတ်လတွေမှာအလုပ်လုပ်เสียရမလို့ပဲအားလုံးခရီးထွက်အပန်းဖြေကြတာသိရတယ်တွန်ဂါရောက်မှတောင်ဘက်ချမ်းမှာဝါတာကိုအလှအဖြစ်သတ်မှတ်တဲ့နေရာရှိမှန်းသိရတယ်ဆွစ်ဇာလန်ရောက်တော့သူတို့ရေနွေးမတောက်ကြဘူးအပြင်ကဘုံပိုင်ကောင်းဖွင့်လိုက်တာနဲ့ဓာတ်ရိုက်တောက်လို့ရတယ်ဥရောပမြောက်ပိုင်းရောက်မှအမျိုးသားတွေကအိမ်မှာကလေးထိန်ပြီးအမျိုးသမီးတွေကအပြင်ထွက်အလုပ်လုပ်ကြတာသိရတယ်နယ်သာလန်ရောက်တော့ဒါကလူထွားကြီးတွေရဲ့တိုင်းပြည်မှန်းသိရတယ်မူလာတန်းကျောင်းသားတွေတောင်1.8 မီတာလောက်အရက်ရှည်ကြတယ်အိုက်စလန်ရောက်တော့ဒီမှာချင်းတကောင်မှမရှိတာသိရတယ်ရှုခင်းတွေကလည်းအိမ်မက်လိုပဲစကော့တလန်ရောက်မှဒီကအမျိုးသားတွေစကတ်ဝတ်ရတာအရန်ဝါဒနာပါမှန်းသိရတယ်ဆိုမာရိုင်းကျွန်းရောက်မှကဘာပေါ်မှာအချိန်ဆိုတာမရှိတဲ့နေရာတကယ်ရှိမှန်းသိရတယ်အီဂျစ်ရောက်တော့မှပီယာမစ်တွေရဲ့ပတ်ဝန်းကျင်ကအစုံမဲ့တဲကန်နာရကြီးမဟုတ်ပဲတဝက်ကတဲကန်နာရတဝက်ကမြို့ဖြစ်နေတာသိရတယ်ဟန်ဂေရီရောက်မှဒီမှာရေးစားမရှိရင်လူပြိုအပြိုခွန်ဆောင်ရတာသိရတယ်ခါယိုးကျွန်းစုရောက်မှကဘာအစုံတက်ကဒီမှာဆိုတာသိရတယ်ဒူဘိုင်းရောက်တော့ချင်းသေးနဲ့ကြားတွေကိုအိမ်မွေးတရိတ်ဆန်အဖြစ်ထားလို့ရတာသိရတယ်တူရကီရောက်တော့ကောင်းကင်ရံကကြည့်ရတဲ့တူရကီရဲ့အလှကရိုမန်တဆန်တာထက်ပိုပြီးထူးခြားဆန်းပြားနေတာသိရတယ်ဖင်လန်ရောက်မှလူတိုင်းမှာအားလက်ရရှိပြီးညတိုင်းမှာအရန်လာတဲ့အလင်းတန်းအော်ရိုရာတွေကိုတွေ့နိုင်မှန်းသိရတယ်ဂရိရောက်မှဓာတ်ပုံရိုက်လိုက်တိုင်းအပြာနဲ့အဖြူပုံပြင်းဆဆန်လှနေတာသိရတယ်လန်ဒကာမှာရိုမန်တဆန်မှုတွေပြည့်နေတာပဲကမ္ဘောဒီးယားရောက်မှအန်ကောဝတ်မှာတုံလုံး6ချားဖွယ်တမိုင်းကျောင်းတွေရှိနေတာသိရတယ်ပါလက်စတိုင်းရောက်မှကိုးနိုင်ငံမှာနေရတာဘလောက်တောင်ကံကောင်းလဲဆိုတာသိရတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နေ့တိုင်းစိတ်ဝင်စားစရာဗီဒီယိုလေးတွေတင်ဆက်ပေးနေတာမို့လို့သဘောကျတယ်ဆိုရင် channel လေးကို like and follow လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ